ပိုပြီးတောင်းလို့ဆရာကောင်းတာကဒီငွေကြေးတွေကိုမမောလွန်းလို့တင်ញိုင်းကူတွေကိုညာဘက်လျှို့ဝှက်တူးဖော်ပြီးတော့အမျိုးသမီးလောင်းတွေကိုခိုးယူရောင်းစားတယ်။အလောင်းတကိုးကိုင်းတွေကဒီနေ့21ရာစုအထိတရုတ်ကျေးလက်ဒေသတွေမှာအမြင့်တွဲနေတာပါ။ဒါပေမဲ့ဇလန်းရဲ့အဆိုးအဆုံးအမောင်ကျန်းကတော့တည်ဆုံးပြီးသားအလောင်းတွေကိုခိုးယူရောင်းချရုံနဲ့မကတော့ပါဘူး။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတရုတ်နိုင်ငံရှန်ရှီနဲ့ဂန်စုပြည်နယ်တွေမှာတကဘာလုံးကိုတုံ့လှုပ်သွားစေတဲ့ဖြစ်ရမှန်ရာဇဝတ်မှုကြီးတွေပေါ်ပေါက်ခဲ့ပါတယ်။မောင်ကိုကိုင်းတွေကတည်ဆုံးပြီးသားအလောင်းကိုလိုက်ရှာရတာထက်အသက်ရှင်နေတဲ့လမ်းဘေးလေလွင့်အမျိုးသမီးတွေဒါမှမဟုတ်စိတ်ကျမ်းမာရေးမကောင်းတဲ့မိန်းကလေးတွေကိုပြန်ပြီးဆွဲပြီးတော့အရှင်လက်လက်ရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ကြတာပါ။ဘာကြောင့်လဲဆိုရင်တည်ဆုံးပြီးကစားလက်ဆက်တဲ့ရုပ်အလောင်းကဈေးကွက်ထဲမှာငွေကြေးပုံမရရှိနိုင်လို့ပါပဲ။အသက်ရှင်နေတဲ့လူသားတယောက်ရဲ့ဘဝဟာတည်ဆုံးသွားတဲ့လူပြိုကြီးတယောက်ရဲ့တမလွန်အဖို့အဖြစ်လုပ်ဖို့ကအသက်ရှင်လက်လက်စတိခံလိုက်ရခြင်းပဲဖြစ်ပါတယ်။ဒါဟာယဉ်ကျေးမှုဆိုတဲ့ခေါင်းစဉ်အောက်ကကမ္ဘာစိတ်ဒဇအဆန်ဆုံးနဲ့သွေးစွန်းခဲ့တဲ့အမှန်တရားပါပဲ။တမလွန်မှာအဖော်ရဖို့ဆိုတဲ့ယုံကြည်မှုနောက်ကွယ်မှာအသက်ရှင်နေတဲ့လူတွေကိုအရှင်လက်လက်တပ်ဖြတ်ပြီးတော့ရုပ်အလောင်းကြီးလဲလှယ်ရောင်းစားခဲ့တဲ့တရုတ်ပြည်ရဲ့အမောင်ချမ်းကတော့တကယ့်ကိုကြောချမ်းစရာပါပဲ။တင်ရောဒီနေ့ခေတ်အထိအလို့ဝက်တည်ရှိနေစေဖြစ်တဲ့ဒီသွေးစွ